ဂိမ်းဝသနာရှင်များအားလုံးမင်္ဂလာပါရှင် AO234 ဂိမ်းဝက်ဆိုက်မှာကြိုဆိုပါရစေမြန်မာသစ်များအတွက်ပထမအကြိမ်သွင်းငွေ200% bonus ပေးထားတဲ့အကြောင်းလေးကိုအသေးစိတ်ပြပြချင်ပါတယ်ပထမဆုံးငွေသွင်းကစားသူတိုင်း200% bonus ရမှာဖြစ်ပါတယ်နော်ပါဝင်မယ်ဆိုရင်ဒီအချက်လေးတွေကိုလှုပ်ဆောင်ပေးဖို့တော့လိုပါမယ်နော်ပထမဆုံးငွေဖြည့်သွင်းပြီး promotion ကိုရွေးချယ်ရပါမယ်အနည်းဆုံး9000ကျပ်ငွေဖြည့်သွင်းရမှာဖြစ်ပါတယ်အောင်မြင်စွာငွေဖြည့်သွင်းပြီးသွားပြီဆိုတာနဲ့သင်ရဲ့ bonus ကိုဘယ်လိုယူရမလဲဆိုတာပြပြပါမယ်နော် live chat မှာတစ်ဆင့်ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုအဖွဲ့ကိုဆက်သွယ်ရပါမယ်ကျွန်တော်ရဲ့200% bonus ကိုလိုချင်တယ်လို့ရိုက်ထည့်လိုက်ရင်ဝန်ဆောင်မှုအဖွဲ့ကသင်ကိုချက်ချင်းထည့်သွင်းပေးပါလိမ့်မယ်ကျေးဇူးပြု၍တတိထားပေးရမှာကစားခြင်းမစတင်မီဖောက်တယ်ဝန်ဆောင်မှုမှတစ်ဆင့်သင်ရဲ့ bonus ကိုတောင်းဆိုပေးရပါမယ်သင်တောင်းဆိုခြင်းမပြုပါက bonus ကိုထည့်သွင်းပေးမှာမဟုတ်ပါဘူးနော်ဒါကြောင့် bonus တောင်းဆိုဖို့အခွင့်အရေးကိုလွတ်မခံပါနဲ့ရှင်နောက်တစ်ခါဒေတာအောင်ပြန်ပြောပြပါမယ်ရှင်မှတ်ပုံတင်ပြီးနောက်အနည်းဆုံးငွေ9000သွင်းတဲ့အသင်းဝင်သင်များသာဒီ promotion ကိုရှောက်ထားနိုင်မှာဖြစ်ပါတယ်ငွေသွင်းပြီးတဲ့နောက်မှာသတ်မှတ်ချက်နဲ့ညီတဲ့အဖွဲ့ဝင်တိုင်းကို200% bonus ချက်ချင်းထည့်သွင်းပေးသွားမှာဖြစ်ပါတယ်ရှင်မှတ်ချက်အနေနဲ့ကတော့အကောင့်များစွာဖန်တီးခြင်းဒါမှမဟုတ်မတမာတဲ့ကစားခြင်းကဲ့သို့သောမည်သည့်အလွဲသုံးစားပြုလုပ်မှုကိုမဆို AO234 မှလက်ခံမည်မဟုတ်ပဲ bonus ဖယ်ရှားခြင်းနဲ့အကောင့်ရပ်ဆိုင်းခြင်းများပြုလုပ်သွားမှာဖြစ်ပါတယ်နော်ဒီ promotion ကအသင်းဝင်အသစ်များအတွက်သာဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒီ bonus က slot game များအတွက်သာအကျုံးဝင်မှာဖြစ်ပါတယ်ရှင်သင်ရဲ့ bonus ကိုထုတ်ယူဖို့အတွက်20စာလည်ပတ်ငွေရရှိဖို့လိုအပ်ပါတယ်ဒီပွဲအတွက်အမြင့်ဆုံးစုချင်းငွေမှာတော့2သိန်းကျပ်ဖြစ်ပါတယ်ရှင်အသုံးပြုသူတဦးချင်းစီတိုင်းကဒီကမ်းလှမ်းချက်ကိုတစ်ကြိမ်သာခန်းစားနိုင်မှာဖြစ်ပါတယ် IP လိပ်စာဖုန်းနံပါတ်2ကိုအသုံးပြုပါကကမ်းလှမ်းချက်ကိုပယ်ပြတ်စေမှာပဲဖြစ်ပါတယ်ရှင်သင်ရဲ့ဂိမ်းအကောင့်စကားဝတ်ကိုမိသွားပါကသင်အကောင့်အချက်အလက်များကိုပြန်လည်ရယူဖို့ AO234 ရဲ့24နာရီဝန်ဆောင်မှုပေးတဲ့ online ဆက်သွယ်မှုတို့ဆက်သွယ်ပေးရပါမယ်ရှင်ယခုဒီ promotion မှာပါဝင်တဲ့အဖွဲ့ဝင်တိုင်းကကမ်းလှမ်းချက်စည်းမျဉ်းများနဲ့စည်းကမ်းသတ်မှတ်ချက်များကိုလက်ခံသဘောတူချောင်းသတ်မှတ်ပါတယ်ရှင်အခုပြောသွားတာကတော့အဖွဲ့ဝင်အသစ်တွေရနိုင်တဲ့200% bonus အကြောင်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းနောက်ထပ် promotion အကြောင်းတွေကိုထပ်မံပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ဆက်လက်စောင့်ကြည့်ပေးပါအောင်ရှင်။